ဖြစ်ပါတယ်ဆ iam ကိုလက်ခုပ်တီးပြီးဖိတ်ခေါ်ရအောင်ဆ iam ကတော့စာသားမှန်ကန်မှုအတန်ရှင်းလင်းမှုကိုကြည့်ပေးမှဖြစ်ပါတယ်လို့ဆ iam နေရာယူလို့ရပါပြီဆ iam ကဲအဝါသင်းရဲ့ရှေ့ဆုံးကုန်းထဲမှာနေရာယူလို့ရပါပြီဆ iam ဒုတိယနော်သားတို့သမီးတို့ရဲ့ကျမ်းစာရွတ်ဆိုခြင်းမှာကဲဆ iam ကိုနေရာပေးအမှတ်ပေးမှာလွယ်ကြီးဘယ်သူထားထားလဲလွယ်ကြီးဘယ်သူထားထားလဲဆ iam ထိုင်မယ်ဒိုင်နေထိုင်မဲ့ခုံမှာအေးဟာလေမော်သင်းကလည်းကျူးကျော်တယ်ကွယ်ဟာလေကဲဟုတ်ပြီတရုတ်ဆောင်ပြီးပြင်းတာတရုတ်ဖို့ပြီးပြင်းတာအမူအရာတွေပြီးပြင်းလုံနိုင်တယ်ဆိုရင်30ကိုကြည်ပေးမဲ့သူကတော့ဆ iam တီတာဖြစ်ပါတယ်စီလုံးမှုနဲ့စီကံရှိမှုကိုကြည့်ပေးမှာတော့မင်းတို့ကိုနေ့တိုင်းလာပလေးနဲ့မင်းတို့ကိုအမူအရာတွေရှင်းပြသွားတယ်ဆ iam ခက်ဖြစ်ပါတယ်ဆ iam ခက်ရောက်ပြီလားဆ iam ခက်ဟုတ်ပါပြီဆ iam ခက်ရောက်နေပါပြီဆ iam ကလိမ္မော်သင်းကိုလည်းကူညီပေးတာအဲ့လိမ္မော်သင်းကလည်းနော်ဆ iam တွေတော်တော်နှိမ့်ဆက်တယ်နော်ဆ iam တွေပဲအကုန်လုံးတယ်နော်ဆ iam တွေကကြီးကျက်ပေးဖို့ပဲလှုပ်ထားတာကိုမမတွေကိုယ့်အကိုလှုပ်ရမယ်လေကဲဟုတ်ပြီဆ iam လက်ခုပ်တီးပြီးကြိုးစားလိုက်အောင်ဟုတ်ပြီဒါဆိုရင်တော့ဆ iam တွေတရားပြန်ပြောပေးပါမယ်ပထမဆုံးလိမ္မော်သင်းရှင်ပြိုင်မှာဖြစ်ပါတယ်ဒုတိယအစိမ်းသင်းဖြစ်ပါတယ်တတိယအနီသင်းရှင်ပြိုင်မှာဖြစ်ပြီးတော့စတုထမြောက်ကတော့အဝသင်းဖြစ်ပါတယ်အဲဒါဆိုရင်ပြိုင်ပွဲတက်ဆ iam တို့ဆူတောင်းဆက်ကပ်ပြီးတော့စပြုပါမယ်လို့ဖဖျားရှင်ကိုရောယေရှုတင်နဲ့တင်တန်းဒုတိယမြောက်နေ့ရက်မှာဒါရီသမီးတွေဟာသူတို့ကြက်မှတ်ထားတဲ့နှုတ်ကပတ်တော်အားဖြင့်ပြိုင်ပွဲကိုပါဝင်ဖို့ရန်အတွက်ပြင်ဆင်ပေးလို့ကိုရော့ကိုကျေးဇူးတင်တယ်။တာငယ်သမီးငယ်များရဲ့ရှင်ပြိုင်ခြင်းတစ်ခုချင်းစီတိုင်းကောင်းချီးပေးပါကြည်ရတဲ့သူတွေအတွက်တော်၎င်းသူတို့တယောက်ချင်းစီတိုင်းကောင်းချီးဖြစ်စေပါ။တခင်ယေရှုဖျားနာမကိုမြည်ပြီးကျေးဇူးတော်ကိုချီးမွမ်းတဲ့အချိန်တိုင်းယူဆက်ကပ်ဆပြုပါလေဖျား။အာမင်။လိမ္မော်သင်းရှင်ပြိုင်နေတဲ့အချိန်မှာကျန်တဲ့3သင်းကနေရာမှာပဲအားပေးဖို့ဖြစ်ပါတယ်ပြီးမှဆ iam နောက်တစ်သင်းကိုရှင်ပြိုင်ဖို့အတွက်ခေါ်มาဖြစ်တယ်ဒါကြောင့်မလို့နေရာမှာမရှိဘဲနဲ့လှုပ်စီလုပ်နေရတယ်ဆိုလို့ရှိရင်တော့ဆ iam ကကြည်ခိုင်းထားတဲ့တိုင်ရှိပါတယ်အမှတ်ပေးထားတဲ့တိုင်ရှိတယ်အနောက်မှာရှိပါတယ်နော်ရှော့သွားမှာဖြစ်ပါတယ်လို့နော်ဟုတ်ပြီနော်ဒါဆိုရင်လိမ္မော်သင်းကစတင်ပြီးတော့ရှင်ပြိုင်ဖို့အတွက်နေရာယူလို့ရပါပြီလိမ္မော်သင်းကအားရပဲလက်ခုပ်တီးပြီးတော့ဖိတ်ခေါ်လိုက်အောင်
ကြောက်ရောက်လာကြတော့ဂုံတရေရှိတိုင်ဝင်ချင်းမင်းများဆရာကြီးဆရာမများတင်းတို့တင်းသားများအားလုံးကိုကျမတို့ရဲ့လိမ္မော်ရာတင်ကနေပြီးတော့ရွှေစွာမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာအပ်ပါတယ်ရှင်ယခုကျမတို့လိမ္မော်ရာတင်ကနေပြီးတော့တည်ဆူရှင်ပြိုင်သွားမယ်ကျန်းစာမြက်လေးကတော့ယမိအနာဂတ်ကျမ်းခန်းကြီးဆက်ကွန်အငယ်9မှ10ပဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့လိမ္မော်ရာအတင်းတိဆက်ပြသတော့ကတော့ဒီလောက်ပါပဲကြည့်ရှုရောက်စီတိုင်းပေါ်ဖျက်ရှင်ကောင်းကြီးပေးပါစေရှင်ပြိုင်ပေးသွားတယ်လိမ္မော်ရာအသင်းမှာတားငယ်သမီးငယ်များကိုထူးပဲကျေးဇူးတင်ပါတယ်လို့ဆက်ပြီးတော့ရှင်ပြိုင်အောင်မဲ့3သင်းကိုဆရာမကျေးဇူးပြုပြီးတော့ကြီးညာခြင်းနဲ့တားတို့သမီးတို့ပြိုင်ဖို့တက်လာပြီဆိုရင်เนาะလာမယ်ဆိုလို့ရှိရင်ဖက်နက်တွေကိုမိမိတို့နေရာမှာပဲချွတ်ထားခဲ့ဖို့ဖြစ်ပါတယ်လို့ဒါမှပဲတားတို့ဖက်နက်တွေချွတ်လိုက်เนาะပြန်စည်းလိုက်နဲ့ကြာနေမှာဆိုလို့เนาะဒါကြောင့်မလို့ကိုယ့်ရဲ့ဖက်နက်လေးတွေကိုနေရာမှာပဲချွတ်ထားပေးခဲ့ပါလို့အခုဆိုရင်ဒုတိယမြောက်ဆက်လက်ရှင်ပြိုင်ရမယ့်အသင်းကတော့အစိမ်းသင်းဖြစ်ပါတယ်လို့ကဲအစိမ်းသင်းရှင်ပြိုင်ဖို့အတွက်နေရာယူလို့ရပါပြီ
လေးစားရပါသောတပါပတိကြီးနှင့်အမတ်ပေးတိုင်လူကြီးများနှင့်တကွကြားလာကြသောအပရိသတ်များအလုံးကိုသမီးတို့အစိမ်းသင်းမှမင်္ဂလာပါလို့ကာရဝပြုလိုက်ပါတယ်ရှင်သမီးတို့အခုရွတ်ဆိုပြမယ်ချစ်ချမ်းရှာကောင်းစီလေးကတော့ယေရမိအခန်းကြီး7အငယ်9မှ10ဖြစ်ပါတယ်သမီးတို့ကိုအားပေးကြပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအလုံးကိုကျေးဇူးတင်ပါတယ်ရှင်ပါဝင်ရှင်ပြိုင်သွားပေးတဲ့စိန်သင်းမသားငယ်သမီးငယ်များကိုထူးပဲကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့ရှင်ပြိုင်ရမယ့်အသင်းကတော့အနီသင်းဖြစ်ပါတယ်လို့အနီသင်းဆက်လက်ရှင်ပြိုင်ဖို့အတွက်နေရာယူလို့ရပါပြီတားလို့သမီးတို့ဖနက်ကလေးချွတ်သွားနော်ဖနက်ကလေးချွတ်သွားပါလို့အစိန်သင်းပြီးလို့ရှိရင်အထဲမှာပြန်ပြီးတော့နေရာယူမယ်နော်
လေးစားရပါတော့တမဒီချင်းနီအကဲဖြတ်အမကဲဖြတ်တလူချင်းများနေကြွားရောက်လို့ပေးချတော့အပရိသတ်များအားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့ group အနီရောက်အတင်းဟာအရှိဥစွာကရဝပြုလို့အပ်ပါသည်ရှင်ပြိုင်သွားတဲ့အနီအသင်းမှာတားငယ်သမီးငယ်များကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်အခုနောက်ဆုံးပိတ်အိမ်နဲ့လွယ်ရှင်ပြိုင်မဲ့အသင်းကတော့အဝါအသင်းဖြစ်ပါတယ်အဝါအသင်းကသသားမီးတွေကိုနေရာယူဖို့ဖိတ်ခေါ်ပါတယ်
ta do bua pe lo sin no sin yo khola to do bua kam le ta bu khe le ti tu khe pu we do bua guru abo phu ti pha khe tu le ta yi yo lo ta khi ta ta ro tmi ro aku shi pya twa me che sa le i gaw si le ka ro Jeremy အခန်းကြီး7ခုအငယ်9မှ10ပဲဖြစ်ပါတယ်ကြည့်ရှုနားဆင်ပြီးအားပေးကြပါဦးရွှေချမ်းဆက်ယေရမိအခန်းကြီး7ခုအငယ်9မှ10သာရပြာမိတော်မူသည်ကလူကိုကိုးစား၍လူတတဝါကိုအမိပြုသဖြင့်စိတ်နှလုံးထဲ၌သာရပြာထံတော်မှထွက်သွားသောသူသည်ခြေအပ်သောသူဖြစ်၏ထိုသူသည်မြေပြင်၌ရှိသောသစ်ပင်ချောက်ကဲ့သို့ဖြစ်၍ကောင်းကျိုးရောက်ကြောင်းကိုမသိရအဘယ်သူများမနေသောစားနှင့်အေးချောက်သောမြေပြင်၌နေရလိမ့်မည်သာရပြာကိုကိုးစားသောသူသာရပြာကိုမိမိကိုးစားရကြောင်းဖြစ်စေသောသူသည်ကောင်းကြီးမင်္ဂလာကိုခံအပ်သောသူဖြစ်၏ထိုသူသည်ကယေရှိသောအရဏဆိုင်၍မျက်နှာမှာအမြင့်ဖြတ်သဖြင့်ပူသောအရှိန်ရောက်ကြောင်းကိုမသိအရွယ်မျိုး၌မိုးခေါသောကာလ၌စိုးရိမ်စရာမရှိပဲအစေအမြဲအပြီးကိုတည်တတ်သောအပင်နှင့်တူ၏ယေရမိအခန်းကြီး7ခုအငယ်9မှ10ဆ
စိုးရိမ်စရာမရှိပဲအစေအမြဲအသီးကိုတည်တတ်သောအပေနှင့်တူ၏ယေရမိအခန်းကြီး7အငယ်9မှ10တာတို့သမီးတို့ဤ group yellow ရှေ့ပြတိဆက်မှုကိုကြည့်ရှုပေးအားပေးကြသောရောက်စီတဲ့ကိုကျေးဇူးတင်ပါတယ်အားလုံးကိုဖျားသခင်ကောင်းကြီးပေးပါစေကဲဟုတ်ပါပြီရှင်ပြိုင်ပေးသွားတဲ့အဝါအသင်းကိုလည်းထူးပဲကျေးဇူးတင်ပါတယ်လို့ကဲအခုချိန်မှာတာဝတ်သမီးတို့ရှင်ပြိုင်သွားတဲ့အပေါ်မှာဒိုင်းနေအမှတ်ပေါင်းတဲ့အချိန်မှာเนาะတာဝတ်သမီးတို့ဒီရှင်ပြိုင်တဲ့အရာနဲ့ပတ်သက်ပြီးတော့เนาะဒီဘယ်လိုမျိုးအားသာချက်တွေရှိလဲဘယ်နေရာမှာတော့တို့တွေထပ်ပြီးတော့ဂယူးဆိုင်ဖို့ရှိလဲဆိုတာကိုဒိုင်း3ယောက်ကိုစားဖြစ်တဲ့ဆရာမအဆဲကနေပြီးတော့ပြန်လည်ပြီးတော့သုံးသပ်ပေးဖို့ဖြစ်ပါတယ်လို့เนาะဆရာမကိုအချိန်ပေးပါတယ်လို့တာတို့သမီးတို့အားလုံးမင်္ဂလာပါဆရာမကတော့တကယ်ပဲဝမ်းမြောက်ကြည်နပ်မိတယ်နော်ဘာဖြစ်လဲဆိုတော့ပြိုင်ပွဲမှာအမှတ်ရတာထင်နော်ဒီဖះရဲ့စကားတော်လေးယေရမိ7အငယ်9မှ10ကိုလေစူးစမ်းပြီးတော့မှနော်ငငယ်လေးကစအကြီးဆုံးထိနော်ဒီကျမ်းစကားတွေကိုပြိုင်ပွဲဝင်သွားတဲ့အတွက်ကျေးဇူးတင်တယ်ကိုဂုဏ်ယူတဲ့အနေနဲ့လက်ခုပ်3ချက်တီးရအောင်ကျေးဇူးတင်ပါတယ်လို့เนาะလေးသိမှပဲစူးစမ်းပြီးတော့မှလှုပ်ဆောင်ကြတာကိုတွေ့ရပါတယ်လို့အဲ့အတွက်လည်းလေးသိန်းလုံးကိုကျေးဇူးတင်တယ်ဆရာမနည်းနည်းတော့ပြန်ပြီးတော့အကူအညီပေးချင်တယ်နော်သားတို့သမီးတို့မှာခေါင်းဆောင်လေးတွေရှိတဲ့အတွက်နော်ခေါင်းဆောင်လေးတွေကဥဆောင်ပေးဖို့လိုပါတယ်လို့နော်ဒီမှာသားတို့သမီးတို့ရဲ့အသင်းကိုစားဆရာမတွေ2ယောက်ကကူညီပြီးတော့ကြီးကြပ်ပေးတာဖြစ်တယ်နော်ဒါကြောင့်နောက်များပြိုင်ပွဲတွေရှိလို့ရှိရင်ခေါင်းဆောင်ကိုမမတွေကဥဆောင်ပြီးတော့မှကလေးတွေကိုစီတန်းပြီးတော့မှဝင်လာမယ်ပြန်ထွက်မယ်ခါရဝါပြုမယ်နော်အဲ့ဒါလေးတွေလည်းနောက်ပိုင်းဒီလိုမျိုးပြန်ပြီးလှုပ်ဆောင်ဖို့ဆရာမကမေတ္တာနဲ့ကူညီပေးချင်ပါတယ်လို့เนาะနောက်များမှလည်းသားတို့သမီးတို့ကပဲတဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့အခါမှာလေเนาะကိုမမနေရာတွေရောက်လာတဲ့အခါမှာလေသူတို့လှုပ်ဆောင်တဲ့အရာလေးတွေကိုကြည့်ဖို့လိုတယ်เนาะဒါကြောင့်မို့လို့အသင်းကတော့ခေါင်းဆောင်လေးတွေကဥဆောင်သွားတာကိုတွေ့ရပါတယ်လို့เนาะဆိုတော့ဒါတိမှာပါဘသူတွေဥဆောင်သွားလဲဆိုတာလေเนาะဆိုတော့အဲ့ဒါကြောင့်မို့လို့ပြိုင်ပွဲကဒီနေ့တည့်ရက်တည်းမပြီးသေးဘူးเนาะကြံသေးတယ်မလားကြံသေးတယ်เนาะဩ
အော်တော်ကြနေငါတို့ကဒီနေ့အမှန်မရလို့နေသွားလို့ဝမ်းမနေပါနဲ့လို့နော်နောက်ထပ်ပြိုင်ပွဲတွေရှိပါသေးတယ်လို့နော်ဒါကြောင့်ကျန်းစကားလေးတွေကတော့ဆ iam အနေနဲ့ပေါ့နော်ဆ iam ကြည့်ရမယ့်အပိုင်းကတော့တချို့တလုံးကြံခဲ့တယ်နော်အဲ့ဒါလေးတွေလျှော့တယ်တလုံးပို့သွားတယ်ဒါလောက်ပါပဲနော်တော်တော်များများကတော့ကျန်းစာတွေကိုတည်တည်ချာချာအလွတ်ရပါတယ်လို့နော်ဒီကျန်းစကားတွေကအတိုင်းဒါတို့သမီးတို့ကိုယ်တိုင်ဖះကိုကိုးစားတဲ့သူဖះသခင်ရှေ့မှာမင်္ဂလာရှိတဲ့သူဖြစ်ပါစေလို့ဆ iam ကဆုတောင်းပေးပါတယ်အလုံးကိုဖះရှင်ကောင်းကြီးပေးပါစေကဲဟုတ်ပြီနော်ဒါတို့သမီးတို့အဖွဲတွေကိုကြီးကျက်တဲ့ဆရာမတွေနော်အကုန်လုံးရှောက်မလုပ်ခိုင်းတယ်နော်ကဲဟုတ်ပြီဒါဆိုရင်အမှတ်တွေကိုကျင်းကြမယ်မကျင်းကြခင်မှာမနှက်ဖြန်ကြလို့ရှိရင်ဆရာမတို့ရုပ်တည်ပြိုင်ပွဲရှိတယ်ဆိုတော့အဖွဲ၄ဖွဲတော့ကကြီးကျက်ပြီးတဲ့ဆရာမတွေမှားလားမမှားလားတော့မသိသေးဘူးဒါပေမဲ့ဆရာမပြောပြမယ်ရုပ်တည်ပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ဆရာမတို့ကတားတို့သမီးတို့ရှင်ပြိုင်တဲ့အခါမှာဘာလို့အပ်မလဲဆိုလို့ရှိရင်စောင်းလေးတွေလိုမယ်ပဝါလေးတွေလိုမယ်နော်အဲ့ဒါလေးတွေတော့မနှက်ဖန်ကြရင်ထဲလာဖို့ဖြစ်ပါတယ်လို့ဘယ်ပုံကိုပြန်ရမယ်ဆိုတာတော့ဆရာမကြီးကပြောပြပါလိမ့်မယ်နော်အဲ့ကြလို့ရှင်တော့ဆရာမတွေပြောတာနဲ့လေ့ကျင့်တဲ့အချိန်မှာတစ်ခါတည်းလေ့ကျင့်လို့ရအောင်ဘာတွေထည့်လာမလဲစောင်းတွေပဝါတွေထည့်လာမယ်ဟုတ်ပြီနော်ကဲဒါဆိုရင်တော့ပြီးရင်အတင်းကောင်းဆောင်ကိုမမတွေနော်ပလင်ကဒိုးတွေလှုပ်လိုက်တာတော်တော်လေးဟိုမှာသိရွက်6တွေနော်အဲ့ဒါဒိုးတွေပြန်ရှင်းမယ်နော်ဟုတ်ပြီနော်ကဲဒါဆိုရင်ကျင်းကြမယ်အမတ်ဝါရှင်ကုန်စရာကြီးခဏလေးအလံပြီးတော့မှလုပ်မယ်လေဆရာမလည်းကဲဟုတ်ပြီအမတ်တွေကများလိုက်တာတော်လိုက်ကြတာကဲဟုတ်ပြီဒါဆိုရှင်းပြိုင်သွားတဲ့အဖွဲလိုက်တိုင်းအစင်တိုင်းကျင်ညာသွားမယ်အလံကတော့ဆရာမအားလုံးအမှတ်ကျင်ညာပြီးမှပဲအတင်ချလုပ်ပါမယ်လို့နော်အလံတင်ခန်းသားကိုအခုအလံ၄လံလုံးအညီလေးထားပေးပါဟုတ်ပြီကဲဒါဆိုအဲ့အလံတွေလည်းသွားမရွှေ့ဘူးနော်ရွှေ့တဲ့အဖွဲအမှတ်လျှော့မယ်နော်ကဲဒီကနေ့မှာကျန်းစာရွတ်ဆိုပြိုင်ပွဲမှာလိမ္မော်ပထမဆုံးရှင်ပြိုင်တဲ့လိမ္မော်ဘွဲ့ရရှိရမှကတော့90ဖြစ်ပါတယ်ဒုတိယရှင်ပြိုင်တဲ့အစိမ်းရဲ့ရမှကတော့94မှဖြစ်ပါတယ်တတိယရှင်ပြိုင်တဲ့အနီးတဲ့ရမှကတော့96မှဖြစ်ပါတယ်ကဲနောက်ဆုံးရှင်ပြိုင်သွားတဲ့အဝါသင်းအဝါသင်းရမှကအဝါသင်းမလဲအဝါသင်းရမှက90ရှင်မှဖြစ်ပါတယ်ကဲဒီနေ့စတင်ပြီးတော့ရှင်ပြိုင်သွားတဲ့ကျန်းစာရွတ်ဆိုပြိုင်ပွဲမှာအသင်း၄သင်းလုံးတော်ပါတယ်အားလုံး90နဲ့အထက်တွေကြီးပဲအကုန်လုံးရတဲ့ခါမှာဒါတော်တယ်တော်တဲ့အသင်းတွေပဲရနော်90ရဖို့ဆိုတာမလွယ်ဘူးနော်ကဲဒါဆိုရင်ဒီနေ့အလံတင်ခန်းသားလေးမှာပထမဦးဆုံးနေ့မှာပထမရသွားတဲ့အသင်း yellow အဝါအသင်းသူ့ရဲ့အလံတိုင်းတော့ထိတ်ကိုတက်သွားပါပြီအားလုံးလက်ခုပ်တီးပြီးအားပေးအောင်အားပေးအောင်ဟိုထိတ်တိတက်သွားပါဆိုတော့ထိတ်တိအဝါသင်းရဲ့နောက်မှာတော့တတိယရရှိတဲ့အနီသင်းရဲ့အလံအနီသင်းအဝါသင်းအလံလေးရဲ့တဝက်လောက်လေးမှာအနီသင်းရဲ့အလံလေးဟုတ်ပါပြီကဲအနီသင်းလက်ခုပ်တီးမယ်လေကိုယ်လန်တက်သွားတာလက်ခုပ်မတီးဘူးလားကဲဟုတ်ပြီအစိမ့်သင်းရဲ့အလံလည်းအနီသင်းရဲ့အလံလေးရဲ့တဝက်လောက်ကိုရောက်သွားမယ်သူကလည်းတတိယနေရဟုတ်ပြီကဲဟုတ်ပြီလိမ္မော်သင်းလဲသူကအစိမ့်သင်းကိုနည်းနည်းလေးမကြော့တကြော်လေးတက်ပါမယ်လိမ္မော်သင်းကလည်းဒီနေ့မှာနည်းနည်းလေးအလျှော့ပေးလိုက်တာဟုတ်မနှက်ဖြန်ရုပ်သေးပါလဲပြန်ပြီးတော့တို့တွေစူးစမ်းမယ်ဟုတ်ပြီပြည့်တယ်ဆရာမလိမ္မော်ရပြီကဲဟုတ်ပြီတောင်းသူမျိုးအနိုင်ရရှိတဲ့တငယ်ချင်းတွေကိုဂုံမပြုတ်ချင်ဘူးလား
သိချင်ပါတယ်အနိုင်ရတဲ့တငယ်ချင်းတွေကတော်တယ်တောက်သူတို့အားလုံးတော်တယ်အဲ့ဒီထဲမှာကိုယ်တငယ်ချင်းတွေအနိုင်ရရှိသွားတော့ကောင်ဒီနေ့အဝါသေးအနိုင်ရသူတို့ကဘာကောင်းလို့လဲဘာလဲကောင်းတာလည်းမဟုတ်ဘူးနဲ့သူတို့ကနိုင်သွားတယ်ဆိုပြီးအဲ့လိုမျိုးစိတ်ထားမလားကိုယ်တငယ်ချင်းတွေနိုင်တာကိုနိုင်တယ်လို့ပဲဘာဖြစ်မလဲပျော်ရှင်တယ်နောက်တစ်ကြိုင်လဲတို့တွေလည်းဘာဖြစ်လဲနိုင်ချင်ရှိတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့နော်လေးစားပါတယ်အဝအသင်းဆိုပြီးတော့ကြံတဲ့အသင်း၃သင်းကဂုံပြူရအောင်ကဲအားလုံးမတည့်ရမယ်ကြံတဲ့အသင်း၃သင်းမတည့်ရမယ်ကဲအဝအသင်းကလည်းဂုံတရေရှိရှိနဲ့မတ်မတ်ကလေးထိုင်နေပဲအိပ်ပျော်နေတဲ့သူနှိုးလိုက်အိပ်ပျော်နေတဲ့သူနှိုးလိုက်ကဲဟုတ်ပြီကဲ1 2 3ဆိုတာနဲ့ညီလေးအောင်မယ်နော်1 2 3နေကင်းတော့ခောက်ဆွဲမစားထားတဲ့ပုံစံနဲ့ဆိုတယ်နော်ခောက်ဆွဲကအများကြီးစားထားတာဆရာမသိတယ်နော်ပြန်ပြောမယ်တခါတည်းပြီးနော်လေးစားပါတယ်အဝါသင်းဆိုပြီးတော့အားရပါရရင်ပတ်ထဲရလာတဲ့အတန်နဲ့လုံးမလေ1 2 3အဝါသေးရလဲတငယ်ချင်းတို့ပြန်အားပေးလိုက်ပါသူတို့တွေကလည်းမင်းတို့ကိုဂုံပြတဲ့ခါမှာသူတို့လည်းဂုံပြခံနေတယ်စူးစမ်းလိုက်ပါအောင်လို့တငယ်ချင်းတို့ပြန်ပြောလိုက်ပါဦးဟုတ်ပြီမနေ့ကကျန်တဲ့အသင်းသုံးသင်းလဲစူးစမ်းမယ်အဝါသေးလဲဆက်စူးစမ်းမယ်မနေ့ပြန်ဘာပြိုင်ပွဲလဲအငိမ့်ဘယ်နှမိနစ်နေရမလဲဆိုရင်2မိနစ်နေရမယ်အသက်ရှူလို့ရတယ်နော်အသက်ငြိမ်ငြိမ်လေးပဲနေကြည့်ပါဦးအဲ့လိုမျိုးအခုလှုပ်ရလှုပ်တဲ့သူတွေတွေ့ရနော်အငြိမ်2မိနစ်နေရမယ်နော်အကြီးတွေတန်ရှင်းလို့မှပြန်ဖို့ပြောပြီးရဲ့ဟိုဆောင်လေးအပတ်နဲ့ယူလာဖို့လည်းပြောဘာလို့ကဲအသက်ရှူလေးနာယူထိုးတယ်ဒီဒါတို့သမီးတို့ရေမနေ့ကရုပ်တေပြိုင်ပွဲစာရှိတယ်နော်အဲ့ဒါအားလုံးပါရမှာနော်ဆရာမကအခုခေါင်းစဉ်လေးတွေရွေးထားတယ်မဲနိုင်ရမယ်နော်ရုပ်တေဆိုတာငြိမ်ငြိမ်လေးနေရမယ်2မိနစ်ငြိမ်ငြိမ်နေရမယ်နော်နောက်ခံတီးလုံးနေနေပေါ့နော်ဆရာမခေါင်းစဉ်လေးတွေကခေါင်းဆောင်တွေကလာနိုင်မယ်နော်ပထမမင်းတို့တရုပ်ဆောင်ရမယ်ဒီသင်္ကန်းစာပေါ့နော်ရုပ်တေကတော့ဒါဝိန်းနဲ့ဂေါလိယတ်နော်ဒါဝိန်းနဲ့ဂေါလိယတ်ဖြစ်တယ်အဲ့ဒီရဲ့ပုံဝတ္ထုကိုမင်းတို့မှာရှိတဲ့အသင်းနေနဲ့တရုပ်ဖော်ရမှာဖြစ်တယ်ဒုတိယတစ်ခုကတော့သခင်ယေရှုနဲ့နော်ဒီလူအုပ်ကြီးရဲ့မုံငါးလုံးနဲ့ငါးနှကောင်နော်ဆိုတော့မင်းတို့ကိုကြီးကြပ်မဲ့ဆရာမတွေကပြောပြပေးမှာဖြစ်တယ်နောက်တစ်ခုကကြတော့မောရှေနဲ့ဣသရေလလူမျိုးတွေပင်လယ်နီကိုဖြတ်တဲ့ချိန်မှာနောက်ကရန်သူနော်အကုတ်တုလူတွေကလိုက်လာတာเนาะအဲ့ဒီအကြောင်းအရာကိုလည်းတရုပ်ဖော်မှာဖြစ်တယ်เนาะနောက်ဆုံးတစ်ခုကတော့ဒီနေ့တင်တဲ့သင်ခန်းစာเนาะဒေဘောရရဲ့နောက်ဗိုလ်ချုပ်ဗာရက်ရဲ့ဟိုဘက်ကရန်သူဗိုလ်ချုပ်တိဒရရဲ့เนาะဆိုတိုက်ပွဲဖြစ်နေတဲ့အချိန်ပေါ့เนาะအဲ့ဒီ၄ခုကိုမဲနိုင်မှာဖြစ်ပါတယ်လို့เนาะဒါကြောင့်မို့လို့ပြန်မှတ်မယ်ဒါဝိဒ်နဲ့ဂေါလိယတ်နော်ပထမတစ်သင်းကဒုတိယကမုံငါးလုံးနဲ့ငါးနှကောင်အဲ့ထဲမှာသခင်ယေရှုလည်းပါတယ်မင်းတို့အဲ့ဇလန်းတွေလည်းသိမှာပါနောက်ပြီးတော့မှမောရှေနဲ့ဣသရေလလူမျိုးတွေပင်လယ်နီကိုဖြတ်တယ်အေဂုတ်တုစစ်တပ်တွေကနောက်ကလိုက်တယ်နော်နောက်တစ်ခုကကြတော့ဒီဘောရာနဲ့ဗာရက်ရဲ့နောက်ပြီးတော့မှရန်သူဗိုလ်ချုပ်တိဒရာရဲ့အဲ့ဒီမြင်ကွင်းတွေကိုမနေ့ကရုပ်တွေကိုတရုပ်ဖော်မှာဖြစ်တဲ့အတွက်เนาะဆရာမတွေကမင်းတို့ကိုယူလာပါလို့ဆိုတဲ့ပစ္စည်းတွေဆိုင်ရာလေးတွေလည်းယူလာပေးဖို့ပြောကြားချင်ပါတယ်လို့အခုเนาะမင်းနိုင်တော့မှာလားဆရာမမနေ့ကဟုတ်ကဲဒါဆိုရင်ဘယ်ဖွဲ့ကဒါဝိဒ်နဲ့ဂေါလိယတ်ကြမယ်ဘယ်ဖွဲ့ကမုံငါးလုံးငါးနှကောင်ကြမယ်ဆိုတာကိုတခါတည်းသိသွားအောင်နော်1 2 3 4သွားနိုင်မယ်နော်အဲ့ဒီခေါင်းဆောင်တွေမဲနိုင်မယ်ဒါပေမဲ့အခုကမဲရဆရာမကပြင်တော့ရှိသေးတယ်ပြင်တော့ဆိုတော့ပြီးလို့ရှိရင်အသင်းမှာနော်ရှိတဲ့အကြီးတွေတန်ရှင်းဗိမာန်တော်တန်ရှင်းလုပ်ဖို့အတွက်နော်ဗိမာန်တော်တန်ရှင်းလုပ်ပြီးမှပြန်ဖို့ဖြစ်ပါတယ်ကဲအခုတို့တွေသာရဖျားကိုသာကိုးစားလိုက်ပါတော့ကိုးစားမှသာကောင်းကြီးရမှာပေါ့အတူတူချင်းမမေအသ
တင်းခေါင်းဆောင်ကိုမမတွေအစင်ပေါ်တက်လာပြီပါသဘောတူလားတောင်းသမီးတို့တူတယ်ကဲဘယ်အတင်းခေါင်းဆောင်အရင်ဆုံးရောက်လဲကြည့်မယ်ဟာအနေနဲ့ကြွလာပြီဟုတ်ပြီဟာဝါသေးရောက်ပြီရောက်ဟာအစိမ့်နဲ့လိုက်လာတယ်အနေနဲ့လိမ္မော်သေးအေးဆေးပဲရှောက်လာတယ်အေးဆေးပဲဟာတော့အေးဆေးပဲနော်ကဲရောက်ပြီအကုန်ရောက်ပြီနော်ကဲဟုတ်ပြီဒါဆိုမင်းတို့အားလုံးလဲထားမယ်ထာဝရဘုရားကိုသာကိုးစားလိုက်ပါတော့ကိုရဲ့ညံနဲ့နော်ကဲကိုကြီးတွေမာကြီးတွေရှေ့ထွက်မယ်ရှေ့ကိုတိုးမယ်ကဲဒီတစ်ခေါက်မှာတော့ခေါင်းဆောင်မမတွေကမနှက်ပြန်ရုပ်တွေမှာဘယ်ဇက်ရုပ်ကိုကိုယ့်အဖွဲ့ဟာလှုပ်ဆောင်ရမယ်ဆိုတာကိုသိဖို့အတွက်မဲလာနှိုက်ပြီးပါလို့ကဲလာပါခေါင်းဆောင်မမတွေလာပါကဲဆုံးပြီဒီလိုရပါပြီโอเคကဲအနေနဲ့အနေနဲ့ရတဲ့ခေါင်းဆောင်ပြောပြလိုက်ပါဦး
ဒီဘောရာနဲ့ပါရက် ညကဒေဘောရနဲ့ဘာရနဲ့ဘူချုပ်သီတရာတရုတ်ဖော်ဟာအနီလေးဟုတ်ပြီကဲလေပေါ်နေ မုံငါလုံးနဲ့ငါနှကောက် မုံငါလုံးနဲ့ငါနှစ်ကောင်ပြောတယ်မုတ်စားတော့မယ်တို့ဒီကြည့်တယ်ပြော ဒါဝင်းနဲ့ဂေါ်လက် ဟာကဲဒါဆိုရင် မောရှင် မောရှိပဲလားမောရှိကဘာကိုဖြတ်ပင်လဲနီပင်လဲနီကိုဖြတ်တာနော်မောရှိပင်လဲနီကိုဖြတ်တာဟုတ်ပြီအစိမ့်နေကဲဒါဆိုရင်ကိုယ်အသေးနဲ့ကိုဘာတွေယူလာမယ်ဘာတွေပြင်ဆင်လာမယ်ဆိုတာခေါင်းဆောင်တွေကစဉ်းစားမယ်ပြင်ဆင်မယ်တိုင်ပင်မယ်သွားလို့ရပါပြီကဲ၄နာရီလဲထိုးပြီးတို့တွေဒီနေ့တစ်နေ့တာကိုဖျားခင်ပို့ဆောင်တဲ့အတွက်ကျေးဇူးတော်ချီးမွမ်းမယ်ပြီးရင်အကြီးတန်းကခလေးလေးတွေတသားမီမီတွေဘာလို့ရမှာလဲဘာလို့မလဲအရင်လုံးမယ်၄သိန်းလုံးနေခဲ့ရမှာဖြစ်တယ်ဟဲငယ်ရလေခဏလေးနေပါဦးချမကြောင်းမလေးခဏလေးနေအေးဟုတ်ပြီခဏလေးပြီးလို့ရှိရင်တစိမ့်တရားကိုမမတွေကိုဘာလို့မလဲအပ်ခဲ့မယ်ဟုတ်ပြီအခုမအပ်သေးဘူးကျမတို့တစ်နေ့လုံးဖျားရှင်ပိုးဆောင်တဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပြီးတော့ဒီနေ့အချိုရည်လည်းရှိတယ်တဲ့မတောက်ချင်တဲ့သူရှိလားမရှိဘူးကျေးဇူးတော်ပဲเนาะအားလုံးကကြိုက်ကြတယ်ဆိုတော့ကဲဒီနေ့အတွက်ကျေးဇူးတော်ချီးမွမ်းမယ်ဆမဆန္ဒကတစ်နေ့လုံးအတွက်ချီးမွမ်းပြီးတော့အချိုရည်နဲ့เนาะမဟုတ်ပါဘူးအချိုရည်အတွက်ကျေးဇူးတော်ချီးမွမ်းမယ်ပြီးရင်တို့တွေအားလုံးစားမယ်ပြီးရင်ပြန်မယ်ကိုကိုမမတွေကတော့တန်ရှင်းရေးလုပ်ခဲ့မယ်ဟုတ်ပြီเนาะ ဆုတောင်းကြရအောင်ကောင်းမြတ်စွာဘုရားသာသမီရောက်စတဲ့ကိုရှိတော်မူသောဖဖျားခင်ဒီနေ့တင်နန်းဒုတိယနေ့ရက်မှာနာနဲ့ကနေစားပြီးတော့ဥရှင်ဒီပို့ဆောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့တနေ့တာလှုပ်ဆောင်ခဲ့တဲ့အရာတွေကလေးတငယ်များဟာမမေ့မလျော့ပဲနဲ့ဖျားခင်နှစ်သက်တဲ့တိုင်းလက်လျှောက်တဲ့အခါမင်္ဂလာရှိတဲ့သာသမီရောက်စတဲ့ဖြစ်စီတော်မူပါတင်နန်းစလည်းဆုံးကိုတော်ရှင်ကောင်းကြီးပေးတဲ့အထူးကျေးဇူးတင်လို့ဒီနေ့ကလေးငယ်များအတွက်အစားအစာကိုပေးလူတဲ့အလူရှင်များအတွက်လည်းကျေးဇူးတင်ပါတယ်သူတို့မိသားစုပေါ်မှာလိုအပ်တဲ့ကောင်းကြီးမင်္ဂလာများချပေးမှသာသနာတော်မှာအစားအစာစောက်သုံးရှင်အားဖြင့်ကာယခွန်အားဝိညာဉ်ခွန်အားပြည့်စုံတဲ့ကျမ်းမာဝမ်းမြောက်စွာထဲမှာအသက်ရှင်နေရတော့ခွင့်ပေးပါမိကြောင်းယေရှုဖျားနာမတော်မြည်ပြီးကျေးဇူးတော်ရှိမောလည်းပြန်လေးဆုတောင်းဆက်ကပ်အနံ့ပါတယ်ဖတ်ဖျားအာမင်ကဲအားလုံးမောရဆိုကေမနေ့ပြ7နာရီအရောက်တော့အဝါကောင်းဆောင်နေမပြန်နဲ့အောင်အဝါတွေမပြန်နဲ့အောင်မြန်မြန်လေးလာအောင်အကြီးအယောင်၄ယောက်စလုံးကအကြီးတွေတန်းရှည်လုပ်ပေးပါနော်ဆမတို့အဝါတွေခဏလာအောင်အဝါတွေခဏလာကဲမနေ့ပြန်မှာသားတို့သမီးတို့အိမ်ကနေစောင်းတစ်ထဲပဝါတစ်ထဲအားလုံးယူလာရမှာဖြစ်တယ်နော်အသင်းအားလုံးတော့စောင်းတစ်ထဲပဝါတစ်ထဲနော်ပဝါမဟုတ်ရင်တပတ်ပေါ့တပတ်တို့အပားတို့ရဲ့ပစိုးတို့ယူလာလို့ရတယ်နော်ထမိန်တော့မဟုတ်နော်အထူကြီးမဟုတ်နော်အပားလေးပဲအကြီးတွေဖျားချောင်းတန့်ရှိတစ်ချက်လုပ်ပေးပါတရွက်6တွေမုတ်စားတဲ့အခွန်တွေတစ်ရှူးတွေကိုစနစ်တကျအမိုက်ပုံမှာပြစ်ပေးပါတဲ့နော်9နိုင်မှာဝတ်ပြုခြင်းရှိတဲ့အကြောင်းမလို့အကြီးတွေလှုပ်ဆောင်ပေးပါ